င်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့အရောက်ကမှလက်ပတ်ပြီးထမင်းမိမယ်ဟင်းသွေးတွေကိုချက်ပြပေးမှာဖြစ်ပါတယ်။တင်စုံနေနေဆိုအာလူတွေကိုခွန်နှွားပြီးတော့ရေတကြားဆင်အောင်စေးထားမယ်။ပြီးရင်တော့အတုံးလေးတွေတုံထားပေးလိုက်မှာဖြစ်ပါတယ်။အာလူတွေတုံးမထားပြီဆိုလို့ရှိရင်ဆိုတော့ချက်သားတွေကိုအနေတော်တိုင်းခုတ်ထစ်ပြီးတော့ရေစေးထားမယ်ပေါ့နော်။ရေစေးတက်စင်ပြီးတော့ကြာတော့ဆိုတော့ချက်ဖို့လုပ်ပါမယ်။ချက်သွန်ဖြူချက်သွန်ဒီအထက်ကိုအယောင်တင်မုတ်ထည့်ပြီးတော့ညံ့ညောင်ထောင်းလိုက်မှာဖြစ်ပါတယ်။ဒါလေးတွေကိုညံ့ညောင်ထောင်းပြီးပြီဆိုလို့ရှိရင်ဆိုတော့စီဥစားတည်ပြီးစီပူအောင်လုပ်မယ်ပေါ့နော်စီထည့်ပါမယ်စီပူကြရင်ဆိုတော့နနုံးမော်လေးထည့်မယ်ပေါ့နော်နုံးမော်ထည့်ပြီးရင်ခုနကထောင်းထားတဲ့ကျသွန်နီလေးကိုထည့်ပြီးစီတက်ပေးမှာဖြစ်ပါတယ်ပြီးရင်တော့ဆိုတော့အာလူလေးကိုထည့်ပြီးစီတက်လိုက်ပါမယ်တလက်စားရဲဆိုတော့ကျသားလေးပါထည့်ပြီးတော့တခါလေးစီတက်လိုက်ပါဖြစ်ပါတယ်ကျသားလေးကအကြီးထွက်တယ်ပေါ့နော်ဒါလေးတွေကိုတခြားလေးလုံးမယ်ပြီးရင်အရသာထည့်မယ်ပေါ့နော်အရသာကကျသားမုတ်စာငံပြာကြီးထည့်ပေးထားတာဖြစ်ပါတယ်ငပြားကြီးကိုတော့ပစုံတော့ငပြားကြီးလေးသုံးပေးထားပါတယ်ရှင်ငယ်ချင်းတို့ကအဆင်ပြေတဲ့ဟာလေးသုံးလို့ရပါတယ်ပေါ့နော်အရသာကတော့လူတို့ပစောလုပ်ပြီးတော့ကိုကြိုက်တယ်လို့သုံးဆောင်လို့ရပါတယ်ရှင်ဆိုတော့အရသာလေးကုန်ထည့်ပေးသွားပြီဆိုလို့ရှိရင်တော့ဆိုတော့အဲ့ထဲကိုရေထည့်မယ်ပေါ့နော်အရင်ဆုံးတစ်ချက်လောက်မွေပေးမယ်မွေပြီးလို့ရှိရင်ရေထည့်မှာဖြစ်ပါတယ်ဒါကတော့စုံစည်းလေးပေါ့နော်ရုပ်စုံစည်းလေးကိုထည့်ပေးတာဖြစ်ပါတယ်ရေကိုကြတော့ဆိုအရင်အများကြီးမထည့်ဘူးပေါ့နော်ရေကိုကြတော့ဒီအဖက်လေးတွေပေါ့နော်ဟင်းပတ်လေးတွေမြဲုံလေးလောက်ပဲထည့်ပေးမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ခဏလောက်အဖုံးအုပ်ပြီးတက်ပေးထားမှာဖြစ်ပါတယ်မိနစ်20လောက်ကြာပြီဆိုလို့ရှိရင်တော့ဆိုတော့အဖုံးလေးဖွင့်ပြီးတော့ဟင်းလေးကိုမွေးကြည့်မှာဖြစ်ပါတယ်ရလောက်ပြီဆိုလို့ရှိရင်ဆိုတော့ဒီထဲကိုချမ်းနံလေးထည့်ပြီးတော့သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်ရှင်ဟင်းကတော်လေးမွေးရပေါ့နော်ဘူတီနဲ့ချက်သားနဲ့ဟင်းကားလေးချက်သားလေးကလည်းတော်တော်ချိုးပါတယ်အလုံးမချက်စားကြည့်ကြပါနော်နောက်ထပ်ဟင်းတမီလေးဆိုချက်ပြပေးပါမယ်နောက်ထပ်ဟင်းတမီလေးကတော့တရားသီးကလေးတွေကိုအလွယ်လွယ်လုံးလို့ရတဲ့နည်းလေးလုပ်ပေးထားတာဖြစ်ပါတယ်အရင်ဆုံးဈေးတွေကဝယ်လာတဲ့တရားသီး6တွေကိုပြုတ်ပေးထားလိုက်မှဖြစ်ပါတယ်တရားသီး6ပြုတ်တော့မှာဆိုတော့ကျသွန်နီကျသွန်ဖြူအရာတင်မုံတွေကိုထည့်ပြီးတော့ထောင်းပေးထားမှဖြစ်ပါတယ်တရားသီး6လေးတွေဒီဘက်ကရပြီးကျသွန်လေးတွေထောင်းပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့စတင်မယ်ပေါ့နော်စီယိုလေးတဲမယ်စီယိုတဲပြီးလို့ရှိရင်ခုနကထောင်းထားတဲ့ကျသွန်နီတွေကိုထည့်ပါဖြစ်ပါတယ်အားရုပ်စီသက်ပါမယ်အားလေးတွေမွေးလာပြီဆိုလို့ရှိရင်ဆိုတော့တရားသီးထဲမှာဖြစ်ပါတယ်နုံမော်လေးထည့်ရပါတော့ပြီးလို့ရှိရင်ဆိုတော့အရသာအတွက်ကိုကြားတော့ပစုံချောင်းထည့်ပါမယ်ဟင်းကြမောထည့်ပါမယ်တကြားလေးလည်းထည့်ပါမယ်စားလေးလည်းထည့်မှာဖြစ်ပါတယ်အတိုင်းငယ်စီပေါ့နော်အားလုံးကိုဆိုတော့ရသမအောင်မွေးပေးလိုက်မှာဖြစ်ပါတယ်ပြီးဆိုတော့ဆိုတော့တရားသီးချောင်းလေးထည့်ပြီးတော့မွေးပေးမှာဖြစ်ပါတယ်ရှင်တရားသီးချောင်းကိုတေချာလေးနှံ့တော့ပြီးဆိုလို့ရှိရင်ဆိုတော့ရေလေးထည့်မယ်ရေကကြားတော့နည်းနည်းပဲထည့်ပါတယ်အဲ့ဒါကစုံစည်းရေလေးထည့်ထားတာဖြစ်ပါတယ်ရှင်ဒီရေလေးတွေခန်းသွားဆိုလို့ရှိရင်တော့ရပြီပေါ့နော်ဘယ်လိုလဲဆိုတော့မွေးသွားအောင်လို့မဆလာလေးနည်းနည်းထည့်ပေးလိုက်ပါမယ်ရှင်အလုံးရေလေးတွေခန်းသွားပြီဆိုလို့ရှိရင်တော့ကျသွန်ဖြူလေးတွေကိုဆေးပြီးတော့ထည့်လိုက်ပါတယ်အဲဆိုလို့ရှိရင်တော့ရန်ကုန်မှာမွေးပြီးတော့စားလို့ကောင်းတဲ့တရားသီးတဲ့နဲ့ဒီလိုကိုလေးပဲစားလို့ရပြီပဲဖြစ်ပါတယ်ရှင်ဒါလေးရဲ့ဘူတီဟင်းကားလေးကတော့ရန်ကုန်မှာလိုက်ဖြစ်ပါတယ်အလုံးမချက်စားကြည့်ပါအောင်ရှင်ကျေးဇူးပါရှင်